SP ဆက်သီးကိုဘယ်လိုစီထိုးရလဲဆိုပြီးတော့လာမေးထားတဲ့ညီကိုတွေအတွက်ပါเนาะပထမဆုံးဒီထိတ်ကဒီစပူးအိမ်ကိုချွတ်မယ်ဒီကောင်းကိုအကုန်လုံးချွတ်မယ်ပြီးရင်ဒီကွင်းလေးကိုချွတ်လိုက်မယ်ဒီကောင်က drag တန်မြည်တဲ့ gear လေးပေါ့ချွတ်မယ်ပြီးသွားရင်ဒီကောင်ကဘယ်ဘက်ကိုရစ်တာကြတော့သူကကြစ်ဟွာပေါ့နော်ကြစ်တာပေါ့ညာဘက်ကိုရစ်တာကြတော့ဖြုတ်တာပေါ့နော်ပြောင်းမြန်ပေါ့ညာဘက်ကိုဒီညာဘက်ကိုလှည့်ဖြုတ်လိုက်ရင်သူကဖြုတ်တာဘယ်ဘက်ကြတော့ရစ်တာပေါ့ကြက်တာပေါ့ဖြုတ်မယ်ညာဘက်ကိုလှည့်ဖြုတ်မယ်ပြီးရင်ဒီလိုစီတာအစင်လိုက်စီတာပေါ့ဘူတာလေးပြုတ်သွားပြီအထဲထဲမှာတန်ရှင်းလားမရှင်းလားကြည့်မယ်ဒါတန်ရှင်းနေတယ်ထဲထဲမှာစီအပြည့်ရှိတယ်အကျဲရှိတယ်ဒီ bearing တွေ body တွေကိုကြတော့ဒီလိုစီအကျဲထိုးပေးရမယ်2ဆက်လောက်ပဲထည့်ရမယ်ဒီမှာ ball လေးရှိတယ်တစ်ဆက်2ဆက်အဲ့လောက်ပဲပြီးသွားရင်လှည့်မယ်ဒီဘော်ရဲ့စီဝင်သွားအောင်လို့ထည့်လိုက်โอเคဒါကြတော့အတွင်းထဲကဂီယာကိုစီအပြစ်ထိုးမှာပေါ့ဒီမှာပါတဲ့ net တစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံးကိုဖြုတ်မယ်နော်ဒီဘေးအဖုံးအဓိကဖြုတ်ဖို့ပေါ့ဒီစကူလိုက်ပါအသေးလေးရလို့လေသူ့နေရာနဲ့သူချတာပေါ့ဖြုတ်တယ်ဒီဘေးမှာတွဲလာတဲ့ net တွေအကုန်ဖြုတ်တယ်ဒီလိုဒီမှာတစ်လုံးရှိသေးဖြုတ်ပဲဒီသူကနေတူထားတာဒီလိုဆွဲလှန်လိုက်မယ်။အော်ဒီမှာဂီယာတွေ့ပြီဒီထဲမှာတန်ရှင်းလာကြည့်လိုက်မယ်။ဒီထဲမှာတန်ရှင်းနေသေးတယ်။ဒါတွေကိုတီရှူးလေးနဲ့တုပ်လိုက်။အော်ဒီမှာဂီယာတစ်လုံးတွေ့တယ်။ဒီဂီယာကိုစီထိုးမယ်။ဂီယာလေးတွေကိုစီထည့်မယ်။ဒါစီအပြစ်ထည့်။စီနည်းနည်းပဲ။ပီနီယန်လေးပေါ့โอเคနည်းနည်းပဲโอเคပြန်တက်မယ်ပြန်တက်တယ်ဆိုရင်ဒီအဖုံးအရင်တက်မယ်သူဒီ line ထဲမှာဝင်အောင်ထည့်ရမှာပေါ့โอเคဒီမှာကွက်ခနဲပဲโอเคအဖုံးအုပ်မယ်တခြားဟာကြီးရှောက်ပြီးတော့မဖွင့်ဒီမှာနက်ကခုနကလေး၅လုံးဖြတ်တာလေ၅လုံးဖြတ်တာပြန်တက်မယ်ဒီမှာတစ်လုံး၅လုံးပြန်တက်မယ်โอเคဒါရပြီဆိုတော့ဘယ်ဘက်နဲ့အသားလေးတင်ရေးလိုက်ဘယ်ဘက်နဲ့နည်းနည်းလေးတင်းလေးပြသွားပြီဆိုရပြီโอเคပြီးတော့ဒီ drag gear လေးကိုထည့်လိုက်မယ်ပြီးတော့ရင်စပူးရင် gear တက်မယ်ပြီးတော့ရင်အကုန်လေးအုပ်မယ်ရေးမယ်โอเคအဲ့ဆိုရင်စီထိုးတဲ့လုပ်ငန်းစဉ်ပြီးသွားပါပြီအေးစစ်စစ်စမှုနဲ့အေးစစ်စစ်သုံးလို့ရပါပြီ SP စီထိုးတဲ့လုပ်ငန်းစဉ်ပြီးပါပြီကျေးဇူးတင်ပါတယ်စမှုဖြစ်သွားပြီ